ရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ကနေမိုင်းယန်းမြို့ကိုကုန်တင်သွားမယ်ဆိုရင်ကားတစ်စီးကိုကျပ်10သိန်းအထိကိတ်ကြေးတွေပေးနေကြရလို့ဒေသခံတွေငွေကြေးပိုကုန်နေရပြီးကုန်စည်ကြီးတာခံနေကြရပါတယ်။မိုင်းလွေကျော်မိုင်းယန်းမြို့မရောက်ခင်ဥချိုသမင်းဆိုင်နားမှာဆန်ကားတစ်စီးကိုစားအားဖကိုကျပ်8000ရဲကိုကျပ်4000နေထိန်ဆိုသူကိုကျပ်4000စီပေးနေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ကာဘိန်းခွန်ကောက်ခံတဲ့နေရာမှာရဲဂိတ်တစ်ခုမြို့အဝင်မှာရဲဂိတ်တစ်ခုနဲ့မြို့ထဲမှာလည်းရဲဂိတ်တစ်ခုတို့ရှိနေပြီးဂိတ်ဖြတ်ကကားတစ်စီးစုစုပေါင်းကျပ်3သိန်းလောက်ကုန်ကျနေရတယ်လို့ဆိုပါတယ်။ဂျိုင်းတုံမြို့အဝင်ဂျိုင်းဖောင်းတရာစုပေါင်းဂိတ်မှာလည်းကျပ်2သိန်းခွဲပေးကြရပြီးတော့ဝန်တာပုံဂိတ်မှာဆိုရင်လည်းစုစုပေါင်းကျပ်4သိန်းအထိငွေကြေးပေးပြီးမှဖြတ်တန်းနေရတာပါ။ဆိုတော့ကျိုင်းတုံမိုင်းယန်လမ်းကြောင်းလေးကိုဂိတ်ကြေးပေးနေရတာကကျပ်10သိန်းအထိရှိနေပြီးအဆိုပါဒေသတွေဟာစစ်ဖြစ်ပွားတဲ့နေရာလည်းမဟုတ်ပဲစစ်စေးရေးဂိတ်တွေကွင်းရှာနေကြတာပါအခုလိုတောင်းခံနေကြတာကြောင့်ဒေသခံတွေဟာဂုံဈေးနှုန်းကြီးတာခံစားနေကြရတယ်လို့တွာလာရမှာတိုင်းရင်းသားနေခမ်းတွေခမားနီးမျိုးစုံနဲ့ရစ်တာတားဆီးတာလည်းခံစားနေကြရတယ်လို့သိရှိရပါတယ်ရှမ်းပြည်မြောက်ပိုင်းတီဘောတရာကိုပြန်ဖွင့်နေပြီလို့သတင်းတွေထွက်နေပေမဲ့အမှန်တကယ်တော့လူတီးတန့်တွာလာခွင့်ကိုရခိုင်ကလေးကအခွင့်ပြုထားတာဖြစ်ပြီးကုန်စည်နဲ့ရင်းတွေကိုဖျက်ဆီးခွင့်မပြုသေးတာဖြစ်ပါတယ်။သတင်းမီဒီယာတချို့ကဖော်ပြနေတဲ့တီဘောတရာကိုဖွင့်ပြီလို့ဆိုရမှာဘာပစ္စည်းမှမပါတဲ့လူတွေဖျက်ဆီးတွာလာခွင့်ကိုရခိုင်ကလေးကခွင့်ပြုနေပြီးသားဖြစ်တယ်လို့တရားအကြောင်းသိထားသူကပြောပါတယ်။ပစ္စည်းတဲယူဖြတ်တန်းခွင့်နဲ့ကားတွေတွာလာခွင့်မပေးတာကြောင့်ဆက်လေတွေကိုတုံးပြီးမြစ်ကိုဖြတ်ကျော်နေရတာဖြစ်ကလူချီတီးတန့်တရားကိုဖျက်ရင်တောင်အရစ်ခံရပါတယ်။စစ်အုပ်စုထိန်းချုပ်ထားတဲ့တီဘောဖက်ချမ်းမှာလူဖြတ်တန်းတွာလာရင်တောင်စစ်ဆေးမေးမြန်းတာများတာမို့လူနာတွေကလွဲရင်ခီးသွားအများစုဟာကိုပစ္စည်းနဲ့အတူဆက်လေစီးပြီးမြစ်ကိုဖြတ်ကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ19ရက်နေ့ကမြစ်ကူးဖို့အတွက်ဆက်လီပေါ်တက်နေစဉ်နှိမ့်မြုပ်သွားတာကြောင့်လူ9ဦးပျောက်ဆုံးခဲ့ရပေမဲ့စစ်အုပ်စုဟာတရားကိုဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။တီဘောတရားကိုလူချီတီးတန့်တွာလာခွင့်ပြုထားတာကရခိုင်ကလေးကဖြစ်ပြီးဘာပစ္စည်းမှတည်ဆောင်ခွင့်မပြုတာကြောင့်လှေနဲ့ကူးပြီးတွာလာနေကြရတာဖြစ်ပါတယ်။ဒါကြောင့်တီဘောတရားပြန်ဖွင့်ပြီးဆိုတာမမှန်သေးပဲပုံမှန်လို့ရင်တွေကုံတွေနဲ့ဖြတ်တန်းချင်နေကြတာပါ။ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နဲ့နန်းခမ်းမြို့အနီးကရွှေလီမြစ်စံချိန်တင်ရေကြီးနေတာကြောင့်မြေကန်အနီးနေရာတချို့ရေမြုပ်သွားခဲ့ကမိုးများနေတာကြောင့်လည်းရေဆက်ကြီးနိုင်ပါတယ်။နန်းခမ်းမြို့အနီးကနောင်ခမ်းရွာဘက်မှာရေကြီးကကုန်စီတဲကားတချို့ရေမြုပ်နေကြသလိုကုန်သွယ်ရေးအရာအရေးပါတဲ့နေရာတွေမှာရေမြုပ်နေလို့တဲယူပို့ဆောင်ရေးတွေရပ်ထားရပါတယ်။တအောင်ထိန်းချုပ်ရာနေမြေဖြစ်တဲ့နန်းခမ်းဘက်မှာဆူဆူရွာရေကြီးနေတာဖြစ်တယ်လို့စစ်အုပ်စုထိန်းချုပ်ထားတဲ့မူဆယ်ဘက်မှာလည်းရွှေလီမြစ်ဟာစံချိန်တင်ရေကြီးနေတာကိုတွေ့ရှိရပါတယ်။နန်းခမ်းဘက်မှာရေကြီးမှုဟာ2025ခုနှစ်ကလည်းကြုံဖူးခဲ့ကြတာဖြစ်ပြီးယခုနှစ်မှာလည်းအခုလိုထပ်မံရေကြီးနေတာတွေ့ရပြီးရာသီဥတုအရှိန်ကြောင့်လည်းဆက်ကြီးနေနိုင်ပါတယ်။လက်ရှိမြင်ကွင်းတွေဟာ2026ခုနှစ်ဇူလိုင်လ20ရက်နေ့မှာတွေ့မြင်နေရတဲ့မြင်ကွင်းဖြစ်ပြီးမူဆယ်နဲ့နန်းခမ်းဒေသကရွှေလီမြစ်ရေကြီးမှုဖြစ်ပေမဲ့မြို့ပေါ်ကိုတော့အကျိုးမသက်ရောက်ခဲ့ပါဘူး။ဒါပေမဲ့ကုန်သွယ်ရေးပြုလုပ်ရာနေရာတချို့ဟာရေကြီးနေတာမို့ကုန်စည်စီးဆင်းမှုအနည်းငယ်နှောင့်နှေးသွားနိုင်ပါတယ်။မန္တလေးမြစ်ကြီးနားလမ်းကြောင်းတွေဟာဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်လို့မိုးရာသီကာလမှာကွန်းလန်းမျိုးစုံကိုတွားနေရတာကြောင့်လမ်းခီးကြန့်ကြာတာမို့မလိုအပ်ရင်မတွားတဲ့လမ်းဖြစ်လာပါတယ်။မန္တလေးကနေမြစ်ကြီးနားကိုတွားတဲ့လမ်းကြောင်းမှာကတာအထိလမ်းဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်လို့နန်းစီအောင်ကျော်ဟိုပင်အထိကို2ညအိတ်3ရက်ခီးဖြစ်နေတယ်လို့ခီးတဲ့တဦးကဆိုပါတယ်။ခရီးသည်တွေတွားနေတဲ့ကားက4ဝီကားသေးဖြစ်တာကြောင့်ဒီလောက်မြန်ဆန်တာဖြစ်ပြီးတော့ကားကြီးတွေဆိုတပတ်နီးပါးတွားနေကြရတယ်လို့ဆိုကခရီးမတွားတင်တော့တဲ့လမ်းဖြစ်ပါတယ်။လမ်းခီးကြန့်ကြာတာကြောင့်တချို့ကုန်စည်တွေပုတ်တိုးကုန်တယ်လို့ကုန်စိမ်းတွေဆိုရင်လည်းလွှင့်ပစ်ရတဲ့အထိဖြစ်နေတာကြောင့်မြစ်ကြီးနားမန္တလေးလမ်းဆိုးချက်ကလူပြောစရာဖြစ်လာပါတယ်။ဒါအပြင်စစ်စေးရိတ်ဂိတ်ပေါင်းစုံကစစ်စေးရစ်တာကိုလည်းခံနေကြရပြီးငွေတောင်းတလောက်ပေးနေရပြန်တာကြောင့်တခါသွားရင်တသက်စိတ်ညစ်ရမယ်လမ်းပိုင်းလို့တောင်ဆိုနေကြပါတယ်။မိုးရသည်လည်းဖြစ်ပြန်ယခုရက်ပိုင်းမုတ်တုံအားကောင်းတာကြောင့်နေညမပြတ်မိုးရွာပြီးကွန်းလန်းတွေကလည်းရွှွန့်ပွက်ထူလွန်းတာကြောင့်ကားတွေလဲတာမှောက်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ခရီးသည်တဦးကတော့တွားချင်ရင်လေရင်သာစီးပြီးတွားတာကစိတ်ချမ်းသာရတယ်လို့ဆိုပေမဲ့လေရင်နဲ့တွားလာသူတွေများတာကြောင့်မောင်ခိုဈေးကွက်ကလည်းကြီးထွားနေပါတယ်။လက်ရှိအချိန်မှာကတာနှစ်ပါးအထိကားလမ်းပေါ်တက်မောင်းလို့ရတာရှိတယ်လို့မိုးကောင်းအထိကတော့ကွန်းလန်းမျိုးစုံကိုခြုံတိုးပြီးတွားနေကြရတယ်လို့ကားတွေရဲ့ကြန့်ခိုင်မှုကောင်းမှသာခီးဆက်နိုင်တာဖြစ်ပါတယ်။